မင်္ဂလာပါကျွန်တော်ဒီနေ့ရောင်းချပေးမယ့်နိုင်လေးက G-Shock G900 Wash Only ကို 97% တန်လေးဖြစ်ပါတယ်ခင်ဗျာဒီနိုင်လေးကိုကျွန်တော်ရောင်းချပေးမယ့်ဈေးနှုန်းလေးကပို့ကပါပြီး3,800ကျပ်ဖြစ်ပါတယ်ခင်ဗျာနောက်စီမှာ COD မရသေးပါဘူးခင်ဗျာငွေကြိုလွှဲဝယ်ယူနိုင်ပါတယ်ခင်ဗျာငွေလွှဲရောက်ရှိပါက Ride Express Delivery ကားဂိတ်ရောက်သည့်မြည်သည့်မျိုးနယ်ကိုမစိုးပို့ဆောင်ပေးပါတယ်ခင်ဗျာနိုင်ရဲ့ပတ်လေ condition လေးဖြစ်ပါတယ်ကျိုး case ပတ်ရအနှင်းငယ်ပါမှာဖြစ်ပါတယ်ခင်ဗျာနိုင်လေးကိုစိတ်ဝင်စားလို့ကြိုက်နေတဲ့ဆိုရင်ဖြင့်ကျွန်တော်ရဲ့ TikTok Messenger Facebook Messenger Page Messenger နဲ့39 2530 Viber မှာအသေးစိတ်ဆက်သွယ်မေးမြန်းစုံစမ်းဝယ်ယူနိုင်ပါတယ်ခင်ဗျာဒီ model လေးတွေရဲ့ showroom အသစ်စီကတော့4သိန်းခွဲအထက်မှာရှိမှာဖြစ်ပါတယ်ကျွန်တော်ရှိမှာ 97% အတန်လေးကို3သိန်းခွဲစွန်းစွန်းလေးနဲ့3,98000ပို့ကပါပြီးနဲ့တန်တန်လေးရောင်းချပေးထားပါတယ်ခင်ဗျာဆုံးဒီကြည့်ရှုပေးလို့ကျေးဇူးပါဗျ